အားလုံးပဲယေရှုခရစ်နာမ၌မင်္ဂလာပါရှေးစွာဒီကနေ့ချီးမွမ်းနိုင်ဖို့အတွက်အချိန်တိုင်းကောင်းကိုပြင်ဆင်ပေးတဲ့ဘုရားရှင်နာမတော်ကိုချီးမွမ်းပါတယ်ဒီကနေ့ကျွန်တော်အနေနဲ့ဒီဆိုချီးမွမ်းခြင်းနဲ့ခြင်းလေးရကြတော့ဒီနေ့ဆရာမဟောသွားတယ်လို့ပဲပေါ့နော်ကျွန်တော်နောင်တရခြင်းဆိုခြင်းလေးနဲ့ဒီကနေ့ဘုရားရဲ့လူတော်လေးတစ်ခုဖြစ်တဲ့နောင်တရခြင်းဆိုခြင်းလေးနဲ့ဒီဆိုခြင်းနဲ့ခွန်အားပေးခြင်းတော်ဖြစ်ပါတယ်အားလုံးနားဆင်ပြီးတော့ခွန်အားယူကြပါစို့ဟိလိုမရတဲ့ညတွေတလုံးချောသွားပြန်ပြီဒိတ်စိတ်ချင်းနှလုံးသားတောင်းတနေရမေကူများစိုးမှုထားတဲ့အတွေ့ခံလေးမှာညောင်းချင်များတောက်ဆုံးလို့သွားပြီလားတလန်းချင်လည်းရဦးတရားကွယ်ပြောင်းနေပြီအေးစတဲ့လောကရဲ့လေမှာအမများနဲ့ချွေပိုင်ရဲ့မဲ့ခင်ချမ်းပြန်လာချေသူကြုံနေခဲ့မဆုံးနိုင်ချစ်ချင်နေကျွန်တော်ဘဝမှာစင်နေတာခုရဒုက္ခတဲ့တိုင်းနဲ့ကြုံတဲ့ကဒီဘဝကြောင့်ဆောင်ပါဒါချင်ရပုံကရချုံနေกว่าရှင်းစမ်းနေနာကနေဒီမှာလက်ကြပါစနေပူဆောင်ပြီးပါရင်ခွေတော့ကောင်းဝါပါချမ်းသာမင်းဒီရဲ့တီတရားကွယ်ပြောင်းနေပြီအေးစတဲ့လောကရဲ့လေမှာအမောင်များနဲ့ချွေပိုင်ရင်နဲ့ခင်ထပ်ပြန်လာချေသူချိုနေခဲ့မဆုံးနိုင်ချစ်ချင်နေကျွန်တော်ဘဝမှာစနေတော့ခုရဒုက္ခတဲ့တိုင်းနဲ့ကြုံတဲ့ကကိုလုံးရဒီဘဝကြောင့်ဆောင်ပါနာချင်ရပုံကရချုံပြီးกว่าရှင်းစမ်းမေနာကနေဒီမှာလက်ကြပါစနေပူဆောင်ပြီးပါရင်ခွေတော့ကောင်းဝါပါချမ်းသာမင်းဒီရဲ့တီတရားကျွန်တော်ဘဝမှာစနေတော့ခုရဒုက္ခတဲ့တိုင်းနဲ့ကြုံတဲ့ကကိုလုံးရဒီဘဝကြောင့်ဆောင်ပါနာချင်ရပုံကရချုံပြီးกว่าရှင်းစမ်းမေနာကနေဒီမှာလက်ကြပါစနေပူဆောင်ပြီးပါရင်ခွေတော့ကောင်းဝါပါတလာမင်းဒီရဲ့တီတရားရင်ခွေတော့ကောင်းဝါပါတလာမင်းဒီရဲ့တော်သူအရောက်ချစ်စီနိုင်ပေါ်ဖျက်ရှိကောင်းကြည့်ပေးပါစေ